ရွာလာပြီဆိုတော့လေတစ်နှစ်ပတ်လုံးကမဝတ်ခဲ့တဲ့ຫນွေတွေထုတ်ခွင့်ရမယ်ရပြီရောက်ပေါ့နော်ຫນွေတွေဝတ်စရာမလိုသေးဘူးမေပူသေးတယ်လို့ထင်နေဆိုလို့ရှိရင်မင်းစီမှာချီစပတ်နေလာဝင်ရှိမှရတဲ့စပတ်နေကချီစပတ်နေလား expo outlet ဖြစ်တာမို့လို့ quality ကအရင်ကောင်းပါတယ်လောလောဆယ်ဖြတ်ထားတဲ့ဟာလေးချက်ပြမယ်ပေါ့နော်တခြားအဆင့်လေးလည်းမင်း page ထဲမှာဝင်ကြည့်လို့ရပါတယ်ရှင်ကိုကကိုပဲ color analysis လုပ်လိုက်ပြီဒီ line စင်းလေးနဲ့ဒီ line စင်းလေးနဲ့ unisex ဝင်လို့ရတယ်ဒီ channel လေးလည်းမိန်းကလေးဆန်ပြီးအရင်ချစ်ဖို့ကောင်းတယ်ပေါ့နော်ဒီရဲ့အစားဆိုရှင်ဒီချီစပတ်နေအပြင်ကိုဒါလီနေလိုင်းနဲ့ဒီလီနီကျိုးထိုးသားလေးတွေပေါ့မှာသူကဒီ sunflower print လေးနဲ့ပေါ့နော် top လေးဆုပ်ပြီးဝတ်ကြည့်ပေါ့နော်တအားချစ်ဖို့ကောင်းပါလေဒီပိန်လေးဒီဆောင်မိုးလေးကိုအခက်မလို့ကွယ်ပွင့်တလေးပွင့်နှုတ်လေးနဲ့အရင်ချစ်ဖို့ကောင်းတယ်အရောင်ကလည်းညီညိုလေးပေါ့နော်ညီညိုရင်းရင်းလေးကောင်မလေးနေလိုက်တဲ့အရောင်လေးပေါ့နော်ချစ်စရာလေး